မြန်မာဖိုင်တာတွေနဲ့တေးပြီးမစိမ့်တဲ့မူကာစီတို့ကိုကြော်ကြီးတယောက်ဘယ်လိုပွဲသိမ်းမလဲလူတိုင်းမှာရံမန်းဆိုတာရှိသလိုဘောင်းချာစားရဲတည်လဲတရွန်ချင်းနှံချင်းကုန်းတော်ကုံမမဟုတ်ဘူးလို့ပဲဆိုကြပါရင်ဒီနေ့ကျရင်ဒီလူတွေကိုဘောင်းချာဆိုးရအောင်မယ်ဆိုတဲ့အတွေ့အစိတ်ကလူတိုင်းရင်ထဲမှာဆွဆွမြဲရှိနေခဲ့တဲ့အရာတစ်ခုလို့ဆိုရမှာပါဒီလိုဘောင်းချာဆိုးရမယ့်စင်းထဲမှာဂျပန်ဖိုင်တာမူကာစီတို့လည်းတယောက်အပါဝင်လို့ဆိုရမှာဖြစ်ပြီးဘာကြောင့်ဆိုရင်တော့အဆိုပါဂျပန်ဖိုင်တာဟာမြန်မာဖိုင်တာတွေနဲ့ရင်ဆိုင်ရတဲ့အခါတပတ်သက်အသာစီးရယူထားနိုင်ခဲ့တာကိုမြင်တွေ့ထားခဲ့ရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်မှာမြန်မာဖိုင်တာတွေနဲ့နှစ်ကြိမ်တိုင်တိုင်ရင်ဆိုင်ဆုံတွေ့ထားခဲ့ပူပြီးနှစ်ကြိမ်စလုံးကိုလည်းအသာစီးနဲ့ကစားပြသွားခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါ။မူကာစီတိုဟာမြန်မာဖိုင်တာတွေနဲ့ရေစက်ပါလာခဲ့သူလားဆိုပြီးမေးရလောက်အောင်အခုဆိုရင်တတိယမြောက်မြန်မာဖိုင်တာတယောက်နဲ့ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။ဒီကမူကာစီတိုနဲ့ရင်ဆိုင်ရမယ့်မြန်မာဖိုင်တာကမြန်မာဖိုင်တာတွေရဲ့အချစ်တော်ဖိုင်တာတယောက်ဖြစ်တဲ့ကျော်စွာဝင်းပဲဖြစ်ပါတယ်။ကျော်တော်ဝင်းဆိုတာရွေးအကြတကောင်ဖြစ်ပြီးရွေးရမှာထိတဲ့အဆင့်ဝင်ဖိုင်တာတယောက်အဖြစ်သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။ဒါပေမဲ့လည်းကျော်တော်ဝင်းတယောက်ရွေးရမှာနေမုံမနေခြင်းတဲ့အတွက်အမွေထိုင်းလောကတွေကိုခြေစုံပြည့်ဝင်ဖို့ဆိုပြီးထိုင်းကိုရောက်ရှိလာခဲ့တယ်လို့နာမည်ကြီးခြင်းတစ်ခုဖြစ်တဲ့ဖဲတဲ့ကျင်မှာငွေတိုင်းနည်းစနစ်တွေပညာရပ်တွေကိုဒေချာလေးတင်ယူနေခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါ။ဘာကြောင့်ဒီပိသားအကြောင်းတွေကိုထပ်ပြီးပြောနေရလဲဆိုရင်ကျော်တော်ဝင်းရဲ့ဖြစ်ချင်တဲ့စိတ်စ조사ခြင်းတဲ့စိတ်တွေနဲ့အတူဝလုံးကောင်းတဲ့လားတာမလေးခြင်းတဲ့စိတ်တွေကိုထပ်မံပြသခြင်းတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ကျော်တော်ဝင်းကြောင့်ထိုင်းကိုရောက်ပြီးဆိုကြတဲ့ကသူ့ရဲ့ပရိသတ်တွေကကျော်ကြီးတယောက်ဝမ်ချန်ပီယံရှစ်မှာဘယ်ဒေါ်လာထိုးသက်သွားမလဲဆိုတဲ့မေးခွန်းတွေမှာတန်းစီပြီးမြင်တွေ့နေခဲ့ရတာပါ။ကျော်တော်ဝင်းဟာလွန်ခဲ့တဲ့လအနေငယ်လောက်ကထိုင်းဖိုင်တာတယောက်နဲ့အတူတခြား promotion တစ်ခုမှာရှင်ပြိုင်ခဲ့ပြီးအဲတုန်းကလည်းလဲထိုးတဲ့အတူအနိုင်ပြထားခဲ့သေးတာဖြစ်ပါတယ်။ဒါကျော်တော်ဝင်းရဲ့ရှေ့ပြေးနမိတ်လို့ဆိုရမှာဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်မှာမကြခင်မြင်တွေ့ရတော့မယ်ဆိုတဲ့သဘောတိတ်ပဲလို့ဆိုရမှာဖြစ်ပြီးအခုတော့ကျော်ကြီးတယောက်စေကွင်းအိမ်မက်တရားလက်တွေ့ကြကြဖြစ်လာတော့မှာဖြစ်ပါတယ်။ကျော်ကြီးအတွက်ပွဲဥထွာတိတ်တော့မလဲကူဘူးလို့ဆိုရမှာဖြစ်ပြီးဘာကြောင့်လဲဆိုရင်ကျော်ကြီးနဲ့ရင်ဆိုင်ရမယ့်ဖိုင်တာကမြန်မာဖိုင်တာတွေအကြောင်းကောင်းကောင်းသိထားခဲ့တဲ့မူကာစီတိုပဲဖြစ်ပါတယ်။မူကာစီတိုဆိုတဲ့နာမည်ကိုကြားရင်အားလုံးအတွက်တော့အသီးတယောက်ရဲ့နာမည်ကိုကြားလိုက်ရတယ်လို့မျိုးတမျိုးရင်းနှီးနေကြမယ်ထင်ပါတယ်။မူကာစီတိုဟာမြန်မာဖိုင်တာတွေဖြစ်ကြတဲ့ MV စူပါရီဂျန်တို့လိုဖိုင်တာတွေနဲ့ရင်ဆိုင်ခဲ့မှုတဲ့ဂျပန်ဖိုင်တာတယောက်ဖြစ်ပြီး MV ရဲ့ပွဲမှာရောစူပါရီဂျန်ရဲ့ပွဲမှာပါလက်စာလက်နာဘယ်လောက်ရှိတယ်ဆိုတာပြသထားခဲ့သူတယောက်ပါ။မူကာစီတိုဟာဝမ်ချန်ပီယံရှစ်မှာ9ပွဲရှင်ပြိုင်ထိုးသက်ထားခဲ့တဲ့သူတယောက်ဖြစ်ပြီးအဲဒီ9ပွဲမှာ4ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလဒ်ကိုရင်ဆိုင်ထားခဲ့ရသူဖြစ်ပါတယ်။ဖြစ်ချင်တော့မူကာစီတိုရှုံးပေးထားခဲ့တဲ့ဖိုင်တာကမြန်မာဖိုင်တာတယောက်ဖြစ်တဲ့ MV ကိုပဲဖြစ်ပါတယ်။MV နဲ့ပွဲမှာမူကာစီတိုရဲ့အားနည်းချက်တွေကိုမြင်တွေ့ခဲ့ရသလိုအားသာချက်တွေကိုလည်းအများကြီးမြင်တွေ့ခဲ့ကြရတာပါ။အဓိကအချက်ကတော့သူ့ရဲ့လက်သီးတွဲလုံးတွေဖြစ်ပြီး MV ကိုဒရက်ဆက်ဖိအားပေးမှုတွေပြုလုပ်ကာရှင်ပြိုင်သွားခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါ။ဒါပေမဲ့လည်းသူ့ရဲ့အားနည်းချက်တွေကပဲသူ့ကိုဒုက္ခပေးသွားခဲ့လို့ဆိုရမှာဖြစ်ပြီးဒုတိယအချိန်မြောက်မှာ MV နဲ့မူကာစီတိုဟာနှစ်ယောက်ပြိုင်လို့ရှင်ထိုးရာကနေ MV ကပြန်လည်ထားနိုင်ခဲ့ပေမဲ့မူကာစီတိုကတော့တခါတည်းမှောက်သွားခဲ့တာပါ။မူကာစီတိုအတွက်တော့တော်တော်လေးမကျေနပ်စရာလို့ဆိုရမှာဖြစ်ပြီးသူကဖိအားပေးပြီးကစားခဲ့နိုင်လျက်နဲ့အရှုံးပေးသွားခဲ့ရတဲ့အတွက်ကျင်းမနိုင်ခဲများဖြစ်နေတဲ့အချိန်မှာစူပါရီဂျန်နဲ့ထပ်ပြီးတော့ပွဲတည်ပေးသွားခဲ့ပါတယ်။ဒီခါတော့မူကာစီတိုတယောက်မြန်မာဖိုင်တာရဲ့အကြောင်းကိုသေချာလေးသိသွားခဲ့ပြီးမြန်မာရဲ့မာဂုံကိုအထင်မသေးရဲတော့တဲ့အထိဖြစ်သွားခဲ့တာပါ။မြန်မာဖိုင်တာရဲ့မာဂုံကောင်းကောင်းသိထားခဲ့တဲ့မူကာစီတိုကအဓိကစုံတွဲမဲ့ကျော်စွာဝင်းကိုလည်းဘယ်သူကအပေါ်မှာလဲဆိုတာအဖေထုတ်ကြတာပေါ့ဆိုရင်စကားနဲ့အတူကျော်စွာဝင်းကိုစင်ကောစကားဆိုလိုက်ပြီးမနာကြားကျော်စွာဝင်းအနေနဲ့ဘယ်လောက်ထိဘင်းပြမလဲဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်။